ရတွေအချိန်တွေတိုက်စားရင်စိတ်ကူးနဲ့လက်တွေနဲ့ချစ်ဆုံးငယ်ချင်းဖြစ်ခီးဆက်နေစေရင်ခုန်တဲ့ရင်နီးတန်ရောစင်ဖွင့်နောက်ချစ်ချင်မှာတော့မျောလင်းစေပဲကွာရင်ခုန်တဲ့ကြောင်းကိုစာရေးပြောရမှာလားအချစ်ဆုံးငယ်ချင်းလေးကိုသိချစ်တဲ့ကြောင်းကျွန်တော်ရည်ရွယ်ထားတဲ့ငယ်စိတ်ကူးအိမ်နဲ့ဒီမိန်းကလေးတယောက်ကတရားတော်ချစ်သူကျွန်တော်ရည်ရွယ်ထားတဲ့ဒီတစ်ခုနဲ့အိမ်နဲ့ဒီမိန်းကလေးတယောက်ကပဲတရားချစ်ချစ်တဲ့သိချစ်နေတဲ့ခုန်တဲ့ရင်နီးပငယ်ချင်းချစ်ပေးမှာပဲကိုငဲ့ကိုတော့မျောလင်းမိခဲ့တယ်ရင်ခုန်တဲ့ကြောင်းကိုစာရေးပြောရမှာလားအချစ်ဆုံးငယ်ချင်းလေးကိုအသေးချစ်တဲ့